တင်ကိုင်းစောရင်ဖုံးပူလာတာကအဲ့ဒါပဲသူကြောင့်မဟုတ်ပါဘူးကျွန်တော်နောက်ွယ်က CPU တွေတော်တော်လေးကိုအလုပ်လုပ်နေရပါကျွန်တော်မင်္ဂလာပါကျွန်တော်နာမည်ရောဒီဟာလေးပါဒီနေ့ဗီဒီယိုမှာတော့ CPU တစ်လုံးဘယ်လိုအလုပ်လုပ်လဲဆိုတာအပြည့်စုံဆုံးပြောင်းကျွန်တော်ရှင်းပြပေးပါမယ်ဆိုတော့ဗီဒီယိုလေးကိုအချိန်စပယ်နဲ့စလိုက်ရအောင်ကျွန်တော်လူများစုခေါ်တာကတော့ CPU လို့သူကောက်ခေါ်ကြတယ်နဲ့သူ့နာမည်ရှိကတော့ Central Processor Unit လို့ခေါ်ကြတယ်သူကဖုန်းတွေကွန်ပျူတာတွေရဲ့ဥနောက်လို့ဆိုရပါဖုန်းထဲမှာရှိတဲ့ APP တွေ software တွေရဲ့ main page ချက်တွေကိုတွက်ချက်ပြီးတော့လှုပ်ဆောင်ချက်တွေဖြစ်ပြန်နေပြီးတော့ပြောင်းလဲပြီးပါတယ် CPU တစ်လုံးပဲလို့အလုပ်လုပ်လဲဆိုတာကျွန်တော်အပြည့်စုံဆုံးပြောင်းအချက်3ချက်နဲ့အတူကျွန်တော်ရှင်းပြပေးပါ CPU ရဲ့အဓိကအစိတ်ပိုင်းတွေကတော့နံပါတ်1 manager သူကတော့ဘယ်အလုပ်ကိုအရင်ဆုံးလုပ်ရမလဲဘယ် data တွေကိုဘယ်နှမ်းကိုပို့ရမလဲဆိုတာလေဒီမှန်ခန့်ခွင့်ပေးတဲ့နေရာပါပြီးတော့ယူတပေရဆိုင်ရာတွက်ချက်မှုတွေဒါကြီးသလားငယ်သလားတူသလားဆိုတာလေးကိုပါတခါလေးလုပ်ဆောင်ပေးပါတယ်ပုံမှန်ဆိုရင် CPU ကရမ်းမြန်တော့ RAM ထဲမှာရှိတဲ့ data တွေကိုတွားယူကြရင်အချိန်ရမ်းကြပါတယ်ဒါကြောင့်အခုလောလောဆယ်တွက်ချက်နေတဲ့ data တွေကို CPU ထဲမှာတင်ခက်တက်ရာကြီးတင်ထားဖို့ resistant လေးတွေကိုတုံးထားပါတယ် CPU တစ်လုံးဟာအလုပ်လုပ်ဖို့အတွက်အမဲ့ရယ်အတိတ်ပဲရယ်လက်တွေ့လုပ်ဆောင်ခြင်းနဲ့ရက်လက်ရယ်ဆိုပြီးတော့တန်တရာတိုင်းပဲတစ်စက္ကန့်ကိုတန်ပေါင်း BDM ပေါင်းများစွာနဲ့အလုပ်လုပ်နေကြတာဖြစ်ပါတယ်အဆင့်1အမိန့်ပေးခြင်းဥပမာသင်ကဖုန်းစခရင်ပေါ်မှာတခုခုနှိပ်လိုက်တယ်ဆိုပါစို့နှိပ်လိုက်တဲ့အမိန့်ပေးချက်ကပထမဆုံး RAM ထဲမှာရင်ရောက်ပါတယ်ပြီးမှ CPU ကအဲ RAM ထဲမှာရှိတဲ့အမိန့်ပေးချက်ကိုတွားရောက်ပြီးတော့ယူဆောင်ပါတယ်အဆင့်2အတိတ်ပဲဘာသာပြန်ခြင်းကွန်ပျူတာတွေကလူတွေရဲ့စကားကိုနားမလည်ပါဘူးဆိုတော့ဒါကြောင့် control unit ကလာတဲ့ main ပေးချက်တွေကို CPU ကနားလည်အောင်ဘာတွေလုပ်ရမလဲဆိုတာသိအောင်ကုတ်တွေကိုအတိတ်ပဲပြန်ပြီးတော့ဘာသာပြန်ပေးရပါတယ်အဆင့်3လက်တွေ့ကောင်တွေပေါ်ခြင်းဘာသာပြန်ပြီးလို့ဘာလုပ်ရမလဲဆိုတာသိပြီဆိုရင်တော့ ANU တွေကလက်တွေ့တွက်ချက်မှုတွေဆက်လုပ်ပါတယ်ဥပမာသင်ကဓာတ်ပုံတစ်ပုံကို filter တင်လိုက်ရဲ့ pixel တွေကိုအယောင်ပြောင်းအောင်တွက်ချက်တာဂိမ်းထဲမှာတနက်ပြည့်ရင်ဒီဇိုင်တွေကဘယ်နာကြရမလဲဆိုတာတွေကိုဒီအဆင့်မှာတွက်ချက်ပါတယ်အဆင့်4ရလက်တွေကိုပြန်လည်တိုင်းစီခြင်းတွက်ချက်ပြီးလို့ရလာတဲ့ရလက်တွေကို RAM ထဲကနေကြာကြီးတိုင်းစီလိုက်ပါတယ်နောက် RAM ထဲကနေတစ်ဆင့်ကျွန်တော်တို့ဖုန်းစခရင်ပေါ်မှာပုံကြီးပေါ်လာတာမျိုးလို့စပီကာကနေအတန်ထွက်လာတာမျိုးလို့ဖြစ်ကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်ဒီစင်း၄စင်းပြီးသွားရင်တော့သူကအလုပ်တစ်ခုကိုပြန်လုပ်ဖို့အတွက်အဆင့်1ကနေပြန်စပါတယ်အရင်ခေတ် CPU တွေကဥနောက်တစ်ခုပဲပါဝင်ပါတယ်အလုပ်တစ်ခုကိုခွဲဝေပြီးတော့မလုပ်ပေးနိုင်ပါဘူးအလဲစီပဲသူတို့ကလုပ်ပေးနိုင်ပါတယ်ဒါပေမဲ့အခုခေတ် CPU ဒီမှာကျတော့ဥနောက်၈ခုထိပါဝင်လာပြီးတော့အလုပ်တွေကိုလည်းခွဲဝေပြီးတော့လုပ်ပေးနိုင်ပါတယ်ဒါကြောင့်ဗီဒီယိုကြည့်ရင်ဖြစ်ဖြစ်ကိန်းစောရင်ဖြစ်ဖြစ်နောက်ွယ်ကတချင်းတွေဖွင့်ထားမယ်ဆိုရင်လေဖုန်းတွေကမဟန်သွားပဲနဲ့ချောချောမွေ့မွေ့အလုပ်လုပ်နေတာဖြစ်ပါတယ်။ Okay အနည်းချုပ်ပြောရမယ်ဆိုရင်တော့ CPU က0နဲ့1တွေဖွဲ့စည်းထားတဲ့သင်္ချာပဟိလိတွေကိုတစ်စက္ကန့်အတွင်းဗီဒီယိုနဲ့ကြည့်ပြီးတော့အမြန်ဆုံးဖြည့်ရှင်းပေးနေတဲ့ electronic စက်ရုံသေးလေးတစ်ခုဖြစ်ပါတယ်။ဆိုတော့ဒီဗီဒီယိုကဒီလောက်ပါပဲ။ CPU ရဲ့အလုပ်လုပ်ပုံကိုလည်းအနည်းနဲ့များသိရှိခဲ့ပြီလို့ကျွန်တော်ထင်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နေဆိုရင်တော့ like subscribe လုပ်ပြီးတော့ပါဦး။ကျွန်တော်နောက်လာမယ့်ဗီဒီယိုမှာပြန်ကြည့်လိုက်ကြရအောင်။